Sport YouTube Channel ကိုကြည့်ရှုအားပေးနေကြတဲ့အားကစားဝတ္တနာရှင်ပရိသတ်များမြန်မာဦးမန်လေးရဲ့ Champions League အသင်းတို့ရဲ့ပွဲစဉ်ကမြန်မာစံတော်ချိန်ညနေပေါ့ဒီလေလားရှုပ်ထိုးပေးရတယ်။ရာဝီတီးမယ်စံတော်ပဲဒီလိုကတော့ဒီပွဲစဉ်ကိုဖြစ်မနေနိုင်ခွင့်ရရှိအောင်ကျေးအားကောင်းလို့အမြဲတမ်းဖြစ်ပါတယ်ဒီနေ့မို့ SB မလက်ကနေရောက်ခောက်ထားတဲ့စံတော်ပဲဒီရရှိဆွဲဝင်လာပြီချက်ပြတ်ချိုးပေးတယ်ဒီမဲ့လက်စုပ်ကတပေးရပြီလက်ကနေကဲကို SB တင်စောင်းကိုရရှိပြီးတော့ထင်မှရတဲ့ခိုက်တံကိုမြင်တွေ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့ရာရီတင်ရဲ့အခန်းစစ်ကအစူးရကောင်းခဲ့လို့သာရာရီတင်သက်သာရခဲ့လို့ပဲဆိုရမှာဖြစ်ပါတယ်ကျော်ပဲအေးရတယ်မတပေးရပြီစံတော်လက်ပေးပြီစံတော်ဆုံးသက်ဖို့ကြိုးစားခဲ့ပေမဲ့ဟိုပေါင်းနဲ့လက်ကန်နေတော့ကန်ချက်ကနေအားပြော့နေပြီးတော့ဒါရီတင်ခန်းစီရဲ့အင်းကိုဦးစောအနေနဲ့ဝါကပ်ပြပြီးတော့ခတိပေးထားခဲ့တယ်ဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပထမဆုံးဝါကပ်ကိုတော့ရာရီတင်ရဲ့ဒီမှာလဲစုပြပြကျော်ပေးရတာပြီလက်ကန်နေရာရီတင်ဒီပွဲစဉ်မှာနိုင်တော့မှရတော့ဒီဘောကနေစင်ရရှိလာတဲ့အခွင့်အရေးကိုတော့ဒါပေမဲ့ခန်းစစ်ကစားသမား3ယောက်လောက်ထိကိုလိန်ခောက်ပြီးတော့ပေးရရှိဖို့ကြိုးစားခဲ့ရဖြစ်ပါတယ်ဒီဝေးကြားခဲ့တဲ့အနေထားမှာတော့ခင်မိုးဝင်ထပ်ဆင့်ရှင်းထုတ်ခဲ့ရပြီSB TV ဒီမှာအစနာဒီနေ့ပဲအေးရဒီဆွဲဝင်လာတဲ့ရှစ်ပြချိုးပေးရပြီပြဝင်းအေးရကတပေးရပြီကောက်တိုက်တယ်လက်ကန်ပြီဒီကိုရှုပ်ချက်ကပ်နေတဲ့အနေထားတစ်ခုကနေပြီးတော့ရာရီချင်းအခန်းစစ်ကရှင်းထုတ်ထားခဲ့ရလည်းဖြစ်ပါတယ်ဒရဇတ်ဆိုကိုထိုးဖောက်မှုပြုလုပ်နေရတယ်ဒီချိန်မှာလက်ကန်တယ်ကာရူဂျီရှိုပေးရတယ်စံတော်လက်ကန်ပြီဒီချိန်စံတော်အကန်တက်ကိုမန်လီရဲ့အရှိချိန်မှာတော့စိန်တို့ပြောင်းလဲတစ်ခုကိုညှိတွေ့ရပြီလို့ဆိုရမှာပဲဖြစ်ပါတယ်ပြည်သက်များရှင်ခုဆိုလို့ရှိရင်တော့ဤတော်စီစဉ်တင်ဆက်နေစဉ်တော့ဒီမှာပဲ ISB အသင်းနဲ့ ARESC အသင်းတို့ရဲ့ပွဲစဉ်မှာပြီးထားခဲ့ပြီဖြစ်ပါတယ်။ပွဲပြီးဆုံးချိန်မှာဆိုလို့ရှိရင်တော့ ISB အသင်းနဲ့ ARESC အသင်းတို့ဟာသွင်းကိုတွေသွင်းယူထားနိုင်ခြင်းမရှိဘဲနဲ့တရေရလက်ထွက်ပေါ်ပြီးတော့ ARESC အသင်းကရမှတ်40နဲ့အမှတ်ပေးစရာရဲ့ထိပ်ဆုံးမှာရပ်တည်ပြီးတော့ DRT Women League ရဲ့မြန်မာ Women League ရဲ့ Champion ဆုဖလားကိုကိုင်ဆိုင်သွားနိုင်ပြီဖြစ်တဲ့အကြောင်းကိုတင်ဆက်ရင်းနဲ့ဒီနေ့ပွဲစဉ်ရဲ့တိုက်ရိုက်ထုံးလင်းတင်ဆက်မှုဒီမှာပဲရနာခွင့်ပြုပါရှင်။ကစားအားမန် Women FC အသင်းအတွက်စုချင်းကိုတိတ်နေရချက်ဖြစ်ပါရဲ့ရှင်။